ခမရကိုလုံမတုံးနဲ့အရန်လူတယောက်လိုဆက်ဆံခံနေရပြီလားသူကဟိုဘက်မှာအဆင်မပြေရင်ခမရစီပြန်လာမယ်ဟိုဘက်မှာตายရနေရင်ခမရကိုပြစ်ထားမယ်အဲ့ဒီလိုခံစားချက်မျိုးကိုခမရတို့တိတိကြီးနဲ့ဘာလို့ဆက်ပြီးတော့တီးခံနေတာလဲဗျအချစ်ဆိုတဲ့ခေါင်းစဉ်တက်ပြီးကိုလှည့်စားမနေပါနဲ့တကယ်ချစ်တဲ့သူဟာခမရကိုဘယ်တော့မှရွေးချယ်စရာအော်ရှင်တစ်ခုအနေနဲ့မထားပါဘူးဗျခမရကသူ့အတွက်အမြဲတမ်းပထမဦးစားပေးဖြစ်နေရမှာပါခမရကိုရွေးချယ်ဖို့ဝေခွဲမရဖြစ်နေတဲ့သူတယောက်အတွက်ခမရရဲ့တန်မိုးရှိတဲ့အချိန်တွေကိုပေးဆက်နေတာဟာခမရတို့ကိုခမရတို့တက်တည်နေတာနဲ့အတူတူပါပဲအဲ့ဒီတော့ခမရတို့ကိုကျွန်တော်အခုမေးပါမယ်ဗျဒီဗီဒီယိုကြည့်နေတဲ့သူတွေထဲမှာသူများရဲ့အရန်လူအဖြစ်အတုံးချခံခဲ့ရဘူးတဲ့သူတွေဒါမှမဟုတ်အခုလက်ရှိအဲ့ဒီလိုအနှိမ်ခံနေရတဲ့သူတွေရောရှိလားဗျရှိတယ်ဆိုလို့ရှိရင်တော့ comment မှာငါဟာအရန်လူမဟုတ်ဘူးလို့ရေးခဲ့လိုက်ပါဗျခမရတန်မိုးကိုခမရကိုယ်တိုင်ပြန်ပြီးတော့တတ်မှတ်ပြီးဆိုတာဒီ comment ကနေပြီးတော့တက်တည်ပြလိုက်ပါဗျသူကခမရကိုရွေးမလားဟိုဘက်ကိုရွေးမလားဆိုတာထိုင်ဆောင်နေမယ်အစားခမရကိုယ်တိုင်ကသူ့ကိုခမရတို့ဘဝတွေကနေရွေးချယ်ဖယ်ရှားပေးလိုက်တာပါခမရကိုဦးစားမပေးတဲ့သူကိုကြောခိုင်းဖို့ခမရမှာခိုင်မာတဲ့ရက်တည်မှုရှိဖို့တော့လိုအပ်ပါတယ်သူများပုံမိကိုနေရတဲ့စိတ်ကိုအခုချက်ချင်းဖြတ်ပြီးတော့ခမရအတွက်နဲ့ခမရကလေးတွေရဲ့အနာဂတ်လုံခြုံရေးအတွက်အသက်အာမခံတဲ့ကျန်းမာရေးအာမခံတွေကိုကြိုတင်ဝယ်ယူထားပါဗျငွေကြေးအရာလွတ်လပ်ပြီးအာမခံချက်ရှိတဲ့သူဟာဘသူရဲ့အရန်လူမှဖြစ်เสียမလိုပါဘူးဒီလိုစိတ်ပိုင်းဆိုင်ရာကြမ်းခံမှုတွေကိုတိဆောက်ခြင်းနဲ့ပြီးတော့လက်ပလာမဖြစ်အောင်ငွေကြေးနဲ့အာမခံပိုင်းဆိုင်ရာတွေကိုပါကျွန်တော်နဲ့အနီးကပ်ကိုရှင်းယူပြီးပြင်ဆင်ခြင်းနဲ့ဆိုလို့ရှိရင်တော့အခုပြထားတဲ့ကျူဟာကိုစကန်ဖတ်ပြီးတော့ဆက်သွယ်နိုင်ပါတယ်ဗျခင်ဗျားရဲ့တန်မိုးအစစ်မှန်ကိုပြန်လည်ရှာဖွေပေးပါမယ်အားလုံးပဲဒါရပြောရွှေနဲ့မိသားစုဘဝလေးကိုပိုင်ဆိုင်နိုင်ကြပါစေ